တရားတစ်ပုဒ်ဟောဘဝမှာထက်ခါဖြစ်နေတဲ့ကိစ္စတွေအများကြီးရှိတယ်တဲ့နော်ထက်ခါဖြစ်နေတဲ့ကိစ္စတွေအများကြီးရှိတယ်တဲ့အဲ့ဒီထက်ခါဖြစ်နေတယ်ဆိုတဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့အများကြီးစဉ်းစားကြည့်သင့်တယ်အဲ့ဒါဦးဇင်းတို့ဒီသုတ်တန်ထဲမှာမြတ်စွာဘုရားကထက်ခါဖြစ်နေတဲ့သဘာဝတရားလေးတွေကိုမြတ်စွာဘုရားဟောပြထားတာလေးကိုစိတ်ဝင်စားဖို့ရတွေ့ရတယ်ဂါထာ၄ပုဒ်မြတ်စွာဘုရားအဲ့ဒီမှာဟောပြထားတယ်အဲ့ဒီဂါထာ၄ပုဒ်ကိုဒီကနေ့မှတ်သားကြရမယ်ပေါ့နော်ပုဏ္ဏပုဏ္ဏစေဝဝပန္တိပိဇံပုဏ္ဏပုဏ္ဏဝတ္တိဒေဝရာဇာပုဏ္ဏပုဏ္ဏခိတ္တံကတ္တန္တိကတ္တကပုဏ္ဏပုဏ္ဏဒိညမုပင်တိရထံပထမဂါထာလေးအဓိပ္ပာယ်ကဘာပြောတော့ဆိုတော့ပုဏ္ဏပုဏ္ဏစေဝဖမန်ထထတာလင်ဘီဇံမျိုးစေ့ကိုဝပန္တိစိုက်ပျိုးကြရတယ်တဲ့လူတွေဟာအသက်ရှင်သန်ရေးအတွက်အာဟာရလိုတယ်ပေါ့နော်အဲ့ဒီအာဟာရကိုရဖို့အတွက်စိုက်ပျိုးရေးလုပ်ငန်းကိုမလုပ်ကြဘူးလားလုပ်ကြရတယ်အဲ့ဒါဘယ်လိုလုပ်ရတော့ထက်ခါလုပ်ရတယ်တဲ့တချို့ဆိုရင်တစ်နှစ်ကို2ခါ3ခါတောင်လုပ်ရတာရှိတယ်အဲ့ဒါတစ်နှစ်တည်းနဲ့ပြီးရောလားဆိုတော့မပြီးဘူး2နှစ်နဲ့ပြီးလားမပြီးဘူး3နှစ်4နှစ်တစ်သက်လုံးရှေ့ကလူတွေလည်းဒီလိုပဲလုပ်သွားတယ်အခုလူတွေလည်းဒီလိုပဲဆက်ပြီးတော့လုံးနေကြတယ်မျိုးစေ့ကိုစိုက်ပျိုးတဲ့ကိစ္စကိုလူတွေဟာဘယ်နှခါလောက်လုပ်ခဲ့ပြီလို့အကျဉ်းကိုရည်တွက်လို့ရနိုင်မလားစဉ်းစားနော်ဒါလေးမြတ်စွာဘုရားပြောပြတာပုဏ္ဏပုဏ္ဏစေဝဖန်ဖန်ထထတာလည်းဘီဇံမျိုးစေ့ကိုဝပန္တိစိုက်ကြရတယ်တဲ့အရေးရခြင်းတို့စိုက်တာရှိတယ်နော်အသီးစားခြင်းတို့စိုက်တာရှိတယ်ပန့်ပွင့်ရခြင်းတို့စိုက်တာရှိတယ်အမျိုးစိုက်ကြပြိုးကြလှုပ်ကြကန်ကြတာမရှိဘူးလားရှိတယ်ပုဏ္ဏပုဏ္ဏဝတ္တိဒေဝရာဇာဒေဝရာဇာမိုးမင်းကလည်းပဲပုဏ္ဏဖမန်ထထဝတ္တိရွာနေတယ်တဲ့ကဲမိုးရွာတဲ့အချိန်ကာလတွေလည်းပဲနော်အချိန်အနေအထားတွေကိုရည်တွက်မယ်ဆိုလို့ရှိရင်စုံနိုင်မှာမလားချိန်ထထခါခါထခါမိုးကရွာနေတာပဲလေဟုတ်တယ်မဟုတ်လားပုဏ္ဏခိတ္တံကတ္တန္တိကတ္တကပုဏ္ဏဖမန်ထထတာလင်ကတ္တကလေသမားတို့သည်ခိတ္တံလေကိုကတ္တန္တိလှုပ်ကြရတယ်တဲ့လေဆိုင်တဲ့လူတွေကလည်းပဲဖမန်ထထလှုပ်ကြရတယ်ပုဏ္ဏဒိညမုပင်တိရထံပုဏ္ဏဖမန်ထထတာလင်နော်ဒိညံစဘာလို့ရဌာနတော်ရထံကတ်ကြရတယ်ကတ်ရောက်ကြရတယ်လှုပ်ကြရတယ်ဒါကစဉ်းစားမယ်ဆိုရင်လည်းပဲအလွန်ရေးပါတဲ့ကိစ္စတတ္တဝါတွေရှင်သန်ရေးအတွက်ဒီအာဟာရဓာတ်ကိုအရေးတကြီးရှာဖွေကြရတာကိုကအရန်တင်လေးစားတော့နေရပြီမဲ့လို့ဒီအာဟာရလေးဖြစ်ပေါ်လာတဲ့အစအကြောင်းတရားလေးတွေကိုစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်များစွာပင်ပန်းလောက်ကင်ဆောင်ရွက်ထားကြရတယ်ဆိုတာကိုမတွေ့နိုင်ဘူးလားတွေ့နိုင်တယ်အဲ့ဒီကိစ္စကတခါတည်းဟုတ်သလားမဟုတ်ဘူးတဲ့ထက်ခါပဲညီးငွေမယ်ဆိုရင်လည်းပဲညီးငွေတရားအနေထားလေးကိုရောက်အောင်သွားနိုင်ရင်လည်းကောင်းတယ်ပေါ့နော်ဆက်ပြီးတော့ဒုတိယဂါထာမြတ်စွာဘုရားဗာမင်းရှိပြန်တော့ပုဏ္ဏယာစကာယာစန္တိပုဏ္ဏဒါနပတိတတန္တိပုဏ္ဏဒါနပတိတတိတဝပုဏ္ဏတက္ကမုပင်တိဌာနယာစကာတောင်းရန်သူတို့သည်ပုဏ္ဏဖမန်ထထယာစန္တိတောင်းနေကြကုန်၏ဟောတောင်းတဲ့လူတွေကလည်းထတောင်းနေကြတယ်တဲ့နှီးမျိုးစုံနဲ့တောင်းနေကြတယ်ဒီနေ့မှာတောင်းနေတယ်ဆိုလို့လမ်းပေါ်မှာတောင်းနေတဲ့ဆူတောင်းသားလောက်ကိုပဲမျက်စိနဲ့မြင်လို့မရဘူးတတ္တဝါတိုင်းဟာတောင်းနေကြတာဒကာဓမ္မတို့ဦးဇင်းတို့လည်းပဲတောင်းနေတာတွေမရှိဘူးလားဒီလိုဘာတွေတောင်းနေတော့စဉ်းစားကြည့်ပေါ့နော်တောင်းတာတွေကရကျင်တာတွေပေါ်မှာအမျိုးမူတည်နေမယ်ပေါ့ဟုတ်လားကလေးဖြစ်တုန်းကမိဘစီကတောင်းခဲ့တာတွေမရှိဘူးလားနော်အရွယ်ရလာတော့အချင်းချင်းကိုလိုချင်တာကိုတောင်းကြတာကောမရှိဘူးလားရှိတယ်မိဘဖြစ်လာတော့လဲသားသမီးတွေကနေပေါ့ကိုလိုအပ်ချက်ကိုပြန်ပြီးတော့တောင်းတာကောမရှိဘူးလားရှိတယ်တောင်းတဲ့နယ်ပယ်လည်းပဲအလွန်ကျေတယ်လို့ဆိုရဟုတ်လားအလူကံပုဂ္ဂိုလ်တွေကအလူပေးတဲ့ပုဂ္ဂိုလ်တွေကဒီစီကနေပြီးတော့တောင်းတာလောက်ကိုပဲမြင်လို့မပြည့်စုံဘူးဟုတ်တယ်မဟုတ်လားတရားဓမ္မတို့အရှင်တို့ရဲ့ဘဝမှာလိုအပ်ချက်တွေကိုတော့တောင်းရန်ခြင်းဖြင့်ပြည့်စည်အောင်ပြည့်စုံအောင်လုပ်ကြရတာတွေရှိတယ်ဟုတ်လားဒါကိုမြတ်စွာဘုရားကတောင်းတဲ့လူတွေကလည်းအထက်တောင်းနေကြတာပဲတဲ့ဒါနပတိဒါနရှင်တို့ကလည်းပဲပုဏ္ဏဖမန်ထထတရန္တိပေးနေကြကုန်၏ဟောစေနာရှိတဲ့လူတွေတရားတရားရှိတဲ့လူတွေပေးဖို့ကမ်းဖို့ဝါဒနာပါတဲ့လူတွေကလည်းပဲအထက်ပါလို့နေတော့ပေးနေကြတယ်တဲ့အဲ့ဒီတော့ဘာဖြစ်တော့ပုဏ္ဏဒါနပတိတတိတဝပုဏ္ဏတက္ကမုပင်တိဌာနအဲ့လိုအထက်ပေးနေကြတဲ့ဒါနရှင်တွေကတော့
ဥနာပုနဲ့